ပြပေးမယ်။စောင်းလေးကတော့ဒေါက်တာခင်မောင်နဲ့ပင်လာရေးသားတဲ့သိတိကြောင့်တဲ့ဘောကစောင်းလေးအကြောင်းလေးဖြစ်ပါတယ်။ဒီစောင်းလေးမှာဆိုလို့ရှိရင်ကမ်းပေါင်း14ကမ်းအောင်ပါတယ်။ခဏတော့ကမ်းမှာပေးချီအိတ်ရဲ့တောင်းနဲ့ဒီမှာတော့ပေးချီကြောက်တဲ့ယောဂဆိုတဲ့မှာသုံးမှာတော့ပေးချီကြောက်အမျိုးအစားများအကြောင်းကိုရေးပြထားပါတယ်။ဒီမှာတော့ပေးချီကြောက်တဲ့ယောဂတစ်လေးရှိတဲ့အချက်တွေပေါ့နော်။နားမှာတော့ပေးချီကြောက်တဲ့ယောဂလက္ခဏာတွေအကြောင်းရေးထားတာပြီးတော့6မှာတော့ပေးချီကြောက်တဲ့ယောဂရှင်းမရှိဘယ်လိုသိနိုင်လဲဆိုတဲ့အကြောင်းဖြစ်ပါတယ်။ခုနမှာတော့ပေးချီကြောက်တဲ့ယောဂကပုံအကြောင်းဖြစ်ပါတယ်။ရှင်းမှာတော့ပေးချီကြောက်တဲ့ယောဂကိုကုသနိုင်တဲ့ဒီလိုမျိုးဖြစ်ပါတယ်။ခုမှာတော့ခွဲစိတ်ကုသခြင်းအကြောင်းဖြစ်ပါတယ်။ဆက်မှာတော့ကြောက်ချီစက်နဲ့ခြေတဲ့အကြောင်းဖြစ်ပါတယ်။ဆက်မှာတော့နောက်တိုင်းကြောက်ပျော်စေးဝါးလို့အကြောင်းဖြစ်ပါတယ်။ဆက်မှာတော့ပေးချီကြောက်တဲ့ဒီအစားလို့စားပြင်နေဆိုတော့ရှင်းပြရပါတယ်။စက်တုံးမှာတော့ပေးချီကြောက်ကိုပျော်စေနိုင်တဲ့သဘာဝစေးပင်တွေအကြောင်းဘာဝစေးပင်တွေအပင်တွေအကြောင်းဖြစ်ပါတယ်။ဆက်ပြီးမှာတော့ဒီပုံစံဆိုတော့ဖြစ်ပါတယ်။ဒီနေ့မှာပြောရတာဆိုတော့ပေးချီကြောက်တဲ့ခြင်းဆိုတာလေဒီနေ့ကမှဒီနေ့တစ်နေ့အဖြစ်များလာတဲ့ယောဂတစ်ခုပါပဲ။ lifestyle လို့ခေါ်တဲ့အနေတိုင်းစားသောက်ပုံစံအားယူပြရတဲ့ယောဂဖြစ်တော့အနေတိုင်းစားသောက်ကိုစံကန်အောင်ပြုမှုဆောင်ရွက်ပြီးထောက်ပံ့နိုင်ပါတယ်။ပေးချီကြောက်အမျိုးအစားတွေမှာဒီကနေ့ရှိရတော့ကိုလက်စထရောကြောက်cholesterol strong ခေါ်တဲ့လောင်ချေကြောင့် primus strong လို့လည်းခေါ်တယ်ပေါ့နော်အဲ့လိုဒီကကြောင့်မျိုးစားရှိတယ်တခါတည်းမှာတော့မျိုးစလုံးပုံရနေလို့ရှိပါတယ်ဒီကနေလည်းတိတိကျဖြစ်စေနိုင်တဲ့အစားအစာတွေဖြစ်တဲ့စီကြော်တွေပြေးဝစီတွေကိုအတက်နိုင်ဆုံးရှောင်ကျဉ်ပြီးမဖြစ်အောင်ကာကွယ်တဲ့အစားအစာတွေဖြစ်တဲ့ပဲနိုတွေအခွန်မှာအစိတ်ဆန်တွေရေရွှမ်းတဲ့မော်ကြီးနည်းနည်းပြီးစားတဲ့အသီးတွေအစီသားတဲ့ငါးတွေကိုမကြခဏစားပေးပြီးတော့ကောက်ပေးနေတာ။ချင်းမရှိလို့လေဒီကြောက်တဲ့ရောအကြောင်းစိတ်ဝင်စားတဲ့ကျွန်တော်ဒီဆောင်လေးကိုမဖြစ်မနေဆောင်းထားတဲ့လို့ပြောချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။